အခုဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာလေတင်းတိတ်ကြီးဖြစ်ပြီးတော့တနခါးတွေအများကြီးလိမ့်နေလူတွေရှိလားတင်းတိတ်ကြီးဖြစ်နေတယ်ကွာမျက်နှာကြီးကများသွားပြဒီနားမှာအမေဆက်အဲ့လိုဖြစ်တာဟုတ်တယ်နော်အခုလိုဖြစ်ပြီးတော့တနခါးတွေအများကြီးလိမ့်ကြတာဟုတ်တယ်မလားအဲ့လိုမျိုးတနခါးတွေလိမ့်ကြတဲ့လူရှိတယ်မလားမညာနဲ့တော့တင်းတိတ်တွေဖြစ်လို့တင်းတိတ်ကိုဖုံးအုံချင်စောနဲ့တနခါးတွေလိမ့်ပြီးတော့အဲ့နေရာကြီးတွေပဲကွက်ပြီးမင်းနေကြတယ်ဟုတ်တယ်ဟုတ်အခုဆမ်မီတူကတော့ skin ခဲ့တာပေါ့နော်အခုကတော့တိုနာလေးသုံးတာပေါ့အဲ့ဒီလိုမမတွေကဘာလဲဆိုလို့ရှိရင်စီရန်ကိုလိမ့်တဲ့ဟာကိုပြအောင်မယ်ဒီလိုမျိုးအဲ့ဒီလိုမမတွေအတွက်ပြပေးချင်တာကပြောပေးချင်တာကဘာလဲဆိုတော့တင်းတိတ်တွေဖြစ်လို့တနခါးတွေလိမ့်နေတနခါးနဲ့ဖုံးပြီးတော့ပို့ပြီးတော့မျက်နှာကြီးကမဲလာတယ်မဲလာတဲ့အနေအထားမှာရှိတယ်အဲ့တော့တင်းတိတ်ကဟာတနခါးလိမ့်လို့ဖြစ်ကြလားဆိုတော့တနခါးကြောင့်လည်းပါတယ်လို့တနခါးရဲ့စိုးကျိုးတွေလည်းပါတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အခုမမတို့ကအဲ့တနခါးလိမ့်ပြီးသွားလို့ရှိရင်ညပိုင်းကျလို့ရှိရင်ပြန်ဖြတ်လာမျက်နှာပြန်ဖြတ်ကြလားမျက်နှာကိုပြန်ဖြတ်လာပြီးတော့ cleansing water ကိုတော့သုံးကြရဲ့လား cleansing water ကိုသုံးကြရဲ့လား cleansing water သုံးမှအဲ့ဒီတနခါးတွေကပြတ်ပြီးတော့မမတို့ရဲ့အဲ့ဒီတနခါးကြောင့်တနခါးပေါ့နော်ဘယ်လိုပြောမလဲတနခါးရဲ့အမဲညင်းမှုတွေကဒီပါးမှာမဆွဲနေရောမှာလေအဲ့တော့ဘလို့ cleansing water ကိုတေချာမသုံးဘူးဆိုလို့ရှိရင်တင်းတိတ်လေးဖြစ်လွယ်တယ်သိလားcleansing water ဆိုတာကလည်းလိုအပ်တယ်တနခါးကို cleansing water နဲ့အရင်ဖြတ်ပြီးတော့မှမျက်နှာတစ်ပြီးသွားတော့မှမမတို့အတွက်တိုနာလိုအပ်ရင်တိုနာသုံးစီရန်လိုအပ်ရင်စီရန်သုံးပြီးတော့မှမွိုင်းချကိုသုံးရတာအဲ့ဒီလိုသုံးမှရတာเนาะအဲ့ဒီလိုမသုံးဘူးဆိုလို့ရှိရင်မမတို့ဘာတွေဖြစ်လာမှာလဲဆိုတော့ပိုပြီးမဲတက်မဲလာမှာကိုမမတို့ဒါလေးကကြတော့စနစ်တူမွိုင်းချလေးလိမ့်တာခုနစီရန်လိမ့်နဲ့စီရန်လိမ့်မော်ချာလိမ့်နေပေါ့နော်ဆမ်မီတူအခုနောက်ပိုင်းလေ skin care လိမ့်လို့ရှိရင်တဆင့်ပြီးဖြည်းဖြည်းချင်းသွားတယ်ပြီးတော့လို့ရှိရင်ဒီလိုမျိုးလေးတွေတေချာပုတ်ပြီးတော့ဆွဲပြီးလိမ့်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့လေအသားတွေကိုစိတ်ဝင်ဖို့ကအရေးကြီးတယ်အသားတွေမစိတ်ဝင်ဘူးအပေါ်ရံမဲလိမ့်နေဆိုရင်အပေါ်ရံမဲရမှာလေအထဲတွေကိုစိတ်ဝင်ပြီးလိမ့်တော့မှသူ့ရဲ့အထဲတဲ့အညစ်အကြေးတွေသူဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးမှာပေါ့နော်အခုလာပြီတင်းတိတ်တခါအတွက်အထီးကပြောပေးချင်တာကဒီလိုမွိုင်ချာမျိုးကိုမဖြစ်မနေတေချာလိမ့်ကဒီမှာမွိုင်ချာလိမ့်လိုက်တဲ့အနေထားပါနော်ဒါမွိုင်ချာလိမ့်လိုက်တဲ့အနေထားနော်အဲ့လိုမွိုင်ချာလေးကိုတေချာလိမ့်လေးပါပြီးတော့ရှင်ဆက်ပြောမယ်မမတို့နောက်ဗီဒီယိုမှာဆက်ပြောမယ်နော်